ကဲအားလုံးပဲမင်္ဂလာပါကဲအားလုံးသောကိုရီမားတွေမင်္ဂလာပါမင်္ဂလာရှိတယ်မင်္ဂလာနေ့လေခင်းလေးကဲအားလုံးသောကိုရီမားတွေဝင်လာမယ်နော်မင်္ဂလာရှိတယ်မင်္ဂလာညနေခင်းလေးပါအားလုံးသောကိုရီမားတွေလိုက်ရှိုးလေးရဲ့အစမှနဲ့စီးပွားရေးလူမှုရေးကျန်းမာရေးအကုန်လုံးစားရရအဆင်ပြေပါစေလို့ကျွန်တော်ကိုရှာစမကောင်းတောင်းပေးပါတယ်ကဲအားလုံးသောကိုရီမားတွေဝင်လာမယ်ကဲမနက်ဖြန်ကိုရီမားတွေ6ရက်နေ့နေကုန်မှာဗာကနက်ကွက်ကလေးတွေအဓိကထားပြီးစော့မလဲဆိုရင်ပြီးခဲ့တဲ့ပါတီမှာလုံးဝအရှုံးများနေတယ်ကနက်ကွက်ကလေးကိုထိထိမိမိနဲ့အရင်လိုပုံစံလေးပြန်လိုချင်တဲ့ဆိုတဲ့ကိုရီမားတွေနော်ဒီဘက်မှာအကောင်းမွန်ဆုံးပြန်ဒေတာလေးပြန်တင်ပေးထားတယ်ပြီးခဲ့တဲ့ပတ်မှာလုံးဝအရှုံးများနေပါဆိုတဲ့လူသက်လူဟောင်းကိုရီမားတွေအကုန်လုံးဝင်လာမယ်ပြီးတော့မှလိုက်ရှိုးလေးကိုပြီးဆုံးနိုင်အောင်လာပြီးတော့ကြည့်မယ်နော်ကျွန်တော်ဒီမှာလာပြီးဖွဲ့ဝင်ထားတဲ့ကိုရီမားတွေလည်းဖွဲ့ဝင်ခဏအကုန်လုံးပို့ပေးထားပါတယ်နော်ပထမတစ်ခါဖြစ်ဘူးတဲ့ဖွဲ့ဝင်ခဏကျွန်တော်ပို့ထားတာကိုနော်ပထမတစ်ခါရှစ်ပတ်သည်ပို့ထားတာကိုမရောက်လို့ဆိုပြီးတော့အခုမှပြန်ပြောတော့ကျွန်တော်ကလက်ဆောင်ပတ်သည်တော့ထွက်ပြီးနေပြီအခုမှပြန်ပြောတော့ကျွန်တော်လည်းမတတ်နိုင်ဘူးเนาะအဲ့တော့လက်ဆောင်ပတ်သည်လေးပဲကျွန်တော်ပြန်ပေးလို့ရမှာเนาะအဲ့ကြောင့်မလို့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့ကိုယ့်ရဲ့ဖွဲ့ဝင်ကဏ္ဍမရောက်ဘူးဆိုရင်အောင်သောကိုရီမာတွေဖုန်းထားရဆက်ပါเนาะကျွန်တော်ကိုချိုင်းဖုန်းကိုတနင်္လာနေ့နေ့က12နာရီတိဖုန်းဖွင့်ပေးထားတယ်เนาะโอเคကိုယ့်ရဲ့ကဏ္ဍဖုန်း message မှာဖြစ်ဖြစ် Viber မှာဖြစ်ဖြစ် Telegram မှာဖြစ်ဖြစ်မရောက်ခဲ့ဘူးဆိုရင်ကိုရီမာတွေအားနာနေကြမလို့ကိုရီမာတွေဘက်ကနေပြီးတော့ခါချင်းငွေ1000ကျပ်နဲ့ဝယ်ထားတာအခုလိုခနဲ့နော်အဲ့အတွက်မရောက်ဘူးဆိုရင်ကျွန်တော်အချိန်မေးဖုန်းထားရဆက်လို့ရတယ်နော်12နာရီကျော်သွားမှကျွန်တော်လုံဖုန်းပိတ်မှာဖုန်းဆက်လို့မရတော့တာမျိုးကြောင့်ကျွန်တော်လည်းမတတ်နိုင်ဘူးရောက်ပတ်လည်းအများနဲ့လောက်ရတာဖြစ်တဲ့အတွက်အကယ်12နာရီအထိကိုကျွန်တော်လုံဖုန်းအမြဲဖွင့်ပေးထားတယ်ဒီဗီဒီယိုပိုင်းကြည့်နေရဆိုတဲ့ကိုရီမာတွေကိုကနန်းမရောက်သေးဘူးဆိုရင်ဖုန်းဆက်ပါနော်ဖွဲ့ဝင်ထားတဲ့ကိုရီမာတွေဖုန်းဆက်ပါနော်ဖွဲ့တဲ့ဝင်နေတယ်ဆိုတဲ့ကိုရီမာတွေလည်းဖုန်းထားရဆက်ပါကဲမနက်ဖြန်အင်္ဂါနေ့နေ sorry တနင်္လာနေ့ဖွင့်နေကုန်စားဘာကနန်းကွက်ကလေးအဓိကတားကထားပြီးစောင့်လဲဆိုရင်ကဲကိုရီမာတွေခါလိုက်မှအောင်ဗျာနော်ကဲမနက်ဖြန်နေကုန်မှာအဓိကတားကထားပြီးစောင့်မယ်ပတ်တီ9ကိုပတ်တီနော်ပတ်တီ9ကိုပတ်တီနော်မပြောက်ကြီးခွေကိုတော့ကျွန်တော်မနက်ဖြန်နေကမှာပဲကျွန်တော်တင်ပေးမယ်နော်မနက်ဖြန်နေကမှာကီးတွေနှစ် site ဖြစ်နေတဲ့အတွက်ကျွန်တော်မနက်ဖြန်နေကမှာကီးတွေတစ် site ကိုကျွန်တော်တင်ပေးမယ်နောက်လုံးဝသေးကြတဲ့ကီးတွေတစ် site ကိုကျွန်တော်တင်ပေးမယ်ဒီနေ့ကတော့ဒါကျွန်တော်ပတ်သီးလေးကိုပဲအဓိကထားပြီးပြောလိုက်မယ်ကီးတွေခွေတော့မနက်ဖြန်နေကိုကျွန်တော် video file နဲ့လာတင်ပေးမယ်ကဲအဲ့တော့အောင်သောကိုရီမာတွေမနက်ဖြန်အတွက်အဓိကပတ်သီး9ကိုပတ်သီး9ကို1ချင်းကြိုင်းနေတာမယ်ဆိုတဲ့ကိုရီမာတွေကြိုက်တူမယ်ဆိုတဲ့ကိုရီမာတွေယူဆော့ပါယူထိုးပါနော်ငါနဲ့ပတ်သက်ပြီးတော့ကဲရွေးကွက်ကလေးတွေပုံမှန်အမြဲတစေ live ဆော့နေတဲ့ဆိုတဲ့ကိုရီမာတွေပတ်သီးမဆော့နိုင်ဘူးယူကွက်လေးပဲ live ဆော့နေရဆိုတဲ့ကိုရီမာတွေငါပတ်သီးနဲ့ပတ်သက်ပြီးဘာရှိမလဲဆိုတော့50 51 56နော်50 51 56ငါနဲ့ပတ်သက်ပြီးတော့ကိုရီမာတွေကြိုင်းနေတာရရှိပတ်သီးလေးကိုဆော့ပါ break အနေနဲ့ကတော့တစ်ပရိတ်လုံးဝအားကောင်းပါတယ်နော်နေကုန်မှာ break တစ်ပရိတ်ကိုဆော့မယ်ဆိုရင်56ကိုသတိထားနော်56ကိုသတိထားမယ်ဟုတ်ပြီနော်အဲ့ဒါမလို့ကျွန်တော်ပတ်သီးအနေနဲ့9ပတ်သီး9ပတ်သီးလည်းပေးထားတယ်အဲ့ဒါမှာ break တစ်ပရိတ်ဖြစ်တဲ့56ယူကကလေးကိုပါကျွန်တော်ထည့်ပေးထားတယ်နော်မစော့ပြမှာစူးလို့56တစ်ပရိတ်လေးကိုလည်းကျွန်တော်ထည့်ပေးထားတယ်ကိုနဲ့ပတ်သက်ပြီးဘာရှိမလဲဆိုတော့90 92 98နော်90 92 98ဒါကိုနဲ့ပတ်သက်ပြီးတော့ try ဆော့မယ်ဆိုတဲ့ကိုရီမာတွေဖွင့်နေကုန်မှာအဓိကထားပြီးတော့ပတ်သီးတစ်လုံးသိရုံနဲ့ဆင်ပြေရဆိုတဲ့ကိုရီမာတွေ9ခုပတ်သီးကိုဆော့ကီးပိုင်ပိုင်နိုင်ရှိတာပဲဖြစ်ဖြစ်လုံးဝပိုင်နိုင်ရှိတာပဲဖြစ်ဖြစ်9ခု1ချင်းလေးနဲ့တွဲပြီးဆော့ပါလို့ချန်ပေးခြင်းတယ်နော်ကျွန်တော်ရဲ့ကိုကဘာကနန်းကွက်ပဲဆော့9ပါတော့ကနန်း9ပါတော့ကနန်းအဓိကထားပြီးဆော့တပရိတ်ပါတော့ကနန်းတာကထားပြီးဆော့ပါလို့ချန်ပေးခြင်းတယ်နော်ကြိုက်ပြီမယ်ဆိုတဲ့ကိုရီမာတွေပြောလားကြိုက်မတူဘူးဆိုတဲ့ကိုရီမာတွေကိုကြိုက်နဲ့တက်ရရှိတဲ့ကနန်းယူထိုးပါယူဆော့ပါနော်အကုန်လုံးကျွန်တော်ပေးတဲ့ကနန်းတွေအကုန်လုံးလည်းအောင်တော့ကိုရီမာတွေတော့ကိုကျွန်တော်ဘက်ကနေပြီးတော့တရားရခိုင်တော့ဖြစ်အောင်လို့ကြိုးစားပေးထားတယ်နော်အောင်တော့ကိုရီမာတွေကမှားမှန်လက်ခံနိုင်မယ်ဆိုရင်ယူဆော့ပါနော်ပြီးတော့လာမယ့်ပတ်အတွက်ကျွန်တော်ဒီ6ရက်နေ့ကနေပြီးတော့10ရက်နေ့ထိဘုံတော်မှုကြောင့်ဇာတို့ပတ်တီတစ်လုံးနဲ့မွေးကန3ခွက်ဆော့နေမှာဆိုတဲ့ကိုရီမာကြီးလည်းလာဆော့လို့ရပြီနော်ကြံခဲ့တဲ့ပတ်တွေကလာပြီးတော့အကျိုးဝင်ထားတဲ့ကိုရီမာတွေဘုံတော်မှုမကြုံအကျိုးဝင်ထားတဲ့ကိုရီမာတွေလက်ဆောင်ပတ်တီ3ပတ်တီအကုန်ဆင်ပြေရနော်လက်ဆောင်ပတ်တီ3ပတ်တီအကုန်လုံးဆင်ပြေကြတယ်အဲ့ဒီအတွက်ကိုနော်နေတိုင်းတွေလည်းတောက်လျှောက်ကိုအဆင်ပြေလာခဲ့တယ်နော်အဲ့ဒီတော့အောင်တော့ကိုရီမာတွေပြီးခဲ့တဲ့ပတ်မှာလည်းတာဝန်ချီခဲ့သလိုဒီပတ်မှာလည်းထပ်ပြီးတော့အကောင်းဆုံးဆိုတဲ့ကဏ္ဍအနေနဲ့ကျွန်တော်ဘက်ကနေပြီးတော့အကောင်းမှုဆုံးဖြစ်အောင်ကြိုးစားပေးမယ်နော်အဲ့ဒီတော့အောင်သောကိုရီမာတွေကြိုင်းနေတာမယ်ဆိုတဲ့ကိုရီမာယူဆော့ပါမကြိုင်းနေမနေတာဘူးဆိုတဲ့အကိုရီမာတွေကိုကြိုင်းနေတာရရှိတဲ့ကဏ္ဍလေးကိုယူဆော့
နော်အဖွဲ့ကြိုးအဖွဲ့ထပ်ပြောဝင်နေမှာဆိုတဲ့ကိုဒီမာတွေဖွဲ့လာမလို့ရတယ်ပြီးခဲ့တဲ့ဘက်ကဖွဲ့ဝင်ထားတဲ့ကိုဒီမာတွေဖွဲ့ပြန်ဝင်စရာမလိုပါဘူးနော်အဲ့ဒါလက်ဆောင်ပတ်တီးနော်ကိုရမဟုတ်တော့ကိုကြိုဝင်လို့လက်ဆောင်ပတ်တီးအနေနဲ့ကျွန်တော်ပေးတာနော်အဲ့လက်ဆောင်ပတ်တီး3ပတ်တီးနဲ့ဆင်ပြေသွားတဲ့ကိုဒီမာတွေဒီဘက်မှာကိုဒီမာတွေအတွက်ကဏ္ဍတစ်လုံးချန်သေးရနော်မရဘူးဆိုရင်ပြန်လာပြီးတော့ဖုန်းဆက်ပါပြန်လာယူပါနော်တချို့ကလက်ဆောင်ပတ်တီးရတာပြီးသွားပြီဆိုပြီးတော့ထင်နေမှာဆိုလို့မနက်ကတော့ဗိုလ်တော်မှုကျော်ကိုခေါ်လာအဲ့လက်ဆောင်ပတ်တီးရကျွန်တော်လက်ဆောင်ပေးတာနော်နားမလဲဆိုတဲ့ကိုဒီမာတွေဗီဒီယိုဖိုင်လေးကိုပြန်ကြည့်ပါနော်အဖွဲ့ဝင်ရမယ့်ဖုန်းနံပါတ်ကိုကျွန်တော်တစ်ခါပဲပြောလိုက်မယ်အဖွဲ့ဝင်မယ်ဆိုရင်39999488952458နော်အဲ့ဖုန်းနံပါတ်နှလုံးသားလေးကျွန်တော်ကိုဆိုင်ကိုင်တယ်အဲ့ဒီဖုန်းနံပါတ်နှလုံးဒါရဆက်ပြီးတော့ကျွန်တော်ဒီမှာအဖွဲ့လာပြီးတော့ဝင်လို့ရတယ်နော်အဖွဲ့ဝင်တွေ1000ကျပ်နဲ့ဇာတုပတ်တီတစ်လုံးနဲ့မွေးကနန်း3ခွက်နော်တာဝန်မှုတာဝန်ခံမှုအပြည့်နဲ့ကျွန်တော်လုပ်ပေးထားတယ်ကျိုင်းနေတဲ့မယ်ဆိုတဲ့ကိုဒီမားလာပြီးတော့ယူလို့ရပြီလာပြီးတော့ဝင်လို့ရပြီနော်ကျွန်တော်ဒီမှာလာဝင်ဘူးတဲ့ကိုဒီမားတွေကတော့အတီဆုံးပါနော်အကုန်လုံးတာဝန်မှုတာဝန်ခံမှုအပြည့်နဲ့ပဲကျွန်တော်လုပ်ပေးတယ်နော်ကဲအဲ့ဒါဆိုအောင်သောကိုဒီမားကျိုင်းနေတဲ့မယ်ဆိုတဲ့ကိုဒီမားဝင်ယူပါနော်ဘွဲဝင်နေတဲ့ဆိုတဲ့ကိုဒီမားလည်းဖုန်းတိုင်းဆက်ပါလို့ကြံပေးတင်တယ်နော်ကဲအဲ့ဒါဆိုအောင်သောကိုဒီမားတွေခွက်လက်ပါနောက်ပြန်ဒီကောင်မှာတော့ကောင်းနေထိထိမေမေအဆင်ပြေပါစေလို့ကျွန်တော်ကိုကျန်းစမုံတော်တောင်းပေးနေဗီဒီယိုပိုင်းလိုက်ရှုလို့ဒီမှာပဲရှင်းထားမယ်ကဲအဲ့ဒါဆိုအောင်သောကိုဒီမားတွေခွက်လက်ပါနော်ဂျမ်မာကြီးလေးတွေစီပွားရေးလေးတွေအကုန်လုံးစားရအဆင်ပြေကြပါစေဂျမ်မာကြီးတွေဖြူဆိုင်ကြပါနော်ကဲအဲ့ဒါဆိုအောင်သောကိုဒီမားတွေခွက်လက်ပါ